လာတဲ့ပြုံးလေးနဲ့ငါခွေရိုင်းလဲရုံထွက်ဖို့မကြိုးစားတော့ကွယ်မင်းရဲ့အတွက်ဆုံးငါရှုံးမှာပါအိုးတော့ငါကြားခဲ့ဘူးတဲ့ချစ်ကမီလို့ပူလောင်နေတဲ့အခုကြတော့မင်းနဲ့တွေ့မှအဲ့ဒီစကားတွေမယုံတော့ဘူးငါဖျားဟောလဲရှိတာပဲမုံတရားထမ်းမြစ်တာပဲဘွားကြဖို့ဟောခဲ့သေးတာပဲဘာကြောင့်မို့ငါကိုကွယ်မင်းလေးခုမုံခြင်းလဲမဆောင်ကြည့်တော့မထိုးနဲ့ကြောက်ပါတယ်ကဲဆိုရင်ရင်ထဲမှာငါဆွဲလန်းချင်နေပြီရှင်ဆိုရှင်ပေးပြောင်းမလားအသက်တောင်းလိုက်ပေးဖို့ ready ဘာပြောတော့မို့တဲ့နာနေမုံမလားကြောက်တတ်နေပြီအချစ်ဆိုတဲ့နှမ်းပြားများကျွန်တော်အာသနာမစားပါတီဒီတနေပြီအဲ့ရရုံမင်းအဲ့ငါတို့နာကိုပလက်စတစ်လောင်းပြီးတော့ကြောင်တောင်နဲ့ဟာဘာမှလည်းမသိလို့ရှောက်ပြောအချင်းနဲ့ပတ်သက်ရာရာနဲ့အမှတ်တရတွေ